အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆီယမမွန်ဟောစီရေးသားထားတဲ့တင်ဒီတာတင်ရဲ့စကြောလာဆိုတဲ့စာအုပ်ထဲက manifestation ဆုတောင်းခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်အခုအချိန်မှာတူကိုအနေနဲ့အများစက်တဲခက်ခဲနေကြရတဲ့အတွက်အဆင်ပြေခြင်းကြတာလဲတဘာဝပဲဖြစ်ပါတယ်လိုချင်နဲ့ဖြစ်ချင်နဲ့ရချင်နဲ့အလုပ်တွေအဆင်ပြေစေချင်နဲ့ပိုက်ဆံတွေအများကြီးရချင်နဲ့အယောင်းဝယ်တွေဖြစ်ချင်နဲ့ယာဒူးတွေတိုးချင်နဲ့ဒါဟာကျမတို့ယင်တွေကလိုချင်တဲ့စိတ်တွေဖြစ်ပါတယ်မကြိုက်တာတွေဆိုရင်တော့မလိုချင်ဘူးမရချင်ဘူးမဖြစ်ချင်ဘူးလူတိုင်းမှာအဲ့ဒီလိုစိတ်တွေရှိကြပါတယ်ဒါကြောင့်ပိုက်ဆံတွေအများကြီးရအောင်လုပ်ပေးမယ်အယောင်းဝယ်ကောင်းအောင်လုပ်ပေးမယ်လို့ပြောရင်အဲ့ဒီအစီအရင်တွေနီလန်းတွေကိုစိတ်ဝင်စားတတ်ကြပါတယ်ယခုခေတ်မှာ manifestation ဆိုပြီးခေတ်စားကြတော့ဆရာတွေရဲ့အတွေ့အကြုံနဲ့အသိဉာဏ်ရင့်ကျက်မှုလမ်းပြပေးမှုတွေပေါ်မူတည်ပြီး manifest လုပ်ပုံလုပ်နည်းတွေလည်းကွဲပြားလာကြတာကိုတွေ့ရပါတယ်မိတ်ဆွေတယောက်ဆို manifestation သင်တန်းတွေအကုန်လုံးလိုက် join နေဒါပေမဲ့သူကြဘာမှမထူးရှားလာဘူးတဲ့သူလိုချင်တာတွေကိုအခါပေါင်းများစွာချရေးထားတဲ့စာရွက်တွေပြပါတယ်လိုချင်တာမရဘူးမထူးခြားဘူးဆိုတာအယူဆလေးတွေလွဲနေတာကြောင့်လည်းဖြစ်ပါတယ်ပွင့်ပွင့်လင်းလင်းပြောရရင်စာရွက်တစ်ရွက်ပေါ်မှာကိုလိုချင်တာတွေအခါပေါင်းမြောက်များစွာချရေးလိုက်ရုံနဲ့ဒီဆူတောင်းတွေပြည့်သွားရမယ်ဆိုတာမျိုးက manifestation မဟုတ်ပါဘူးကိုဖြစ်ချင်တာတွေကိုတစ်ချိန်လုံးတွေးနေပြောနေရုံနဲ့လေအဲ့ဓာတွေဖြစ်လာနိုင်ပါမလားလို့စဉ်းစားကြည့်စေချင်ပါတယ်အဲ့ဒီလိုလုပ်တိုင်းတာဖြစ်ရမယ်ဆိုရင်ကျမတို့ရဲ့ဘဝတွေဟာပန်းခင်းတဲ့လမ်းတွေဖြစ်ပြီးပေးသောအခါမှခက်ခဲပင်ပန်းကြမ်းတမ်းနေမှာမဟုတ်ပါဘူးတကယ်တော့အထက်ထက်ရေးခိုင်းတွေးခိုင်းနေတဲ့သဘောကစိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်ကောင်းတာတွေပို့တွေးနိုင်အောင်ကောင်းတာတွေလုံးမိအောင်တနည်းအားဖြင့်ခေါင်းစဉ်အားဖြင့်နိုးထလာစေအောင်အထက်ထက်အခါခါသတိပေးနေဖို့အကျင့်ပါနေဖို့ဆိုလိုရင်းပဲဖြစ်မှာပါဒီအချက်ကိုရောက်အောင်မပြောကြပဲလိုချင်တာကိုဘယ်နှခါရွတ်ဘယ်နှခါရေးဘယ်နှခါတွေးဆိုတာမျိုးလို့တော့ရချင်တဲ့စိတ်ပဲရှိနေတယ်ဘာလို့ရချင်လဲဆိုတော့ရည်ရွယ်ချက်ကိုမသိတဲ့အခါလောဘကလာတတ်ကြပါတယ်လိုချင်တယ်လို့အခါတရာရေးတော့လိုချင်တဲ့လောဘစိတ်ကဦးစီးနေပါတယ်လောဘဆိုတာအပူလှိုင်းတစ်ခုပါ negative energy လည်းဖြစ်ပါတယ် manifest လုပ်တဲ့နေရာမှာဆုတောင်းတဲ့နေရာမှာအပူလှိုင်းတွေရှိနေရင်ဘာမှအလုံးမဖြစ်ပါဘူးဆုရေကြီးပဲဖျားနာပူအောင်ဆုတောင်းနေလို့ဘာမှရလာမှာမဟုတ်ပါဘူးဥပမာအားဖြင့်ငွေကြေးအဆင်ပြေဖို့ဆိုရင်ဘလို့ကောင်းတဲ့အလုပ်တွေကိုလုပ်ရင်းစွဲငင်ယူရမလဲဆိုတာကအဓိကဖြစ်ပါတယ်လိုအပ်တဲ့သူတွေကိုပေးကမ်းစွန့်ကြဲတာနှုတ်ဤဆောင်မခြင်းလက်ဤဆောင်မကူညီခြင်းတွေလုပ်ပေးတာမျှဝေဆောင်ရှောက်တာကိုယ်စီရောက်လာတဲ့ငွေပေါ်မှာလဲသူများရဲ့မျက်ရည်ဆက်တွေဝမ်းနည်းခြင်းတွေဒေါသတွေမပါအောင်လှုပ်ဆောင်တာမျိုးတွေပဲဖြစ်ပါတယ်ဒါမျိုးကိုငွေကြေးတစ်ခုတည်းတင်မဟုတ်ဘဲဘဝရဲ့နေပဲအသေးသေးအတွက်စိတ်ကပါအလေးချင်းဖြစ်လာအောင်တွေးတောနေမိရဲဆိုရင်အဲ့ဒီအတွေးတွေတိုင်းကောင်းကောင်းမွန်မွန်မှန်ကန်တဲ့လောက်ကင်ဆောင်ရွက်မှုတွေကလက်တွေ့ဘဝမှာလည်းလိုက်ပါလာပါလိမ့်မယ်ဒီလိုစိတ်တွေနဲ့အလုံးလုံးနိုင်ကြပြီဆိုရင်ကိုရတဲ့ရထိုက်တဲ့ငွေကြေးတွေအဆင်ပြေမှုတွေဟာလည်းကိုယ့်ဘဝတွေကိုရောက်ရှိစည်းဝင်လာမှာပဲဖြစ်ပါတယ်ဒါကရိုးစင်းတဲ့ energy သဘောတရားပါပဲလောဘဒေါသဦးစီးနေမယ်ဆိုရင်လိုချင်တာတွေမရနိုင်ပါဘူးဒါကြောင့် manifestation ဆိုတဲ့နေရာမှာလမ်းဆုံမသွားဘူးအသွေးဆုံမသွားဘူးကတိတ်အရေးကြီးပါတယ်စွမ်းအားအကြီးဆုံးစိတ်ဟာလောဘဒေါသမောဟကင်းစင်နေတဲ့အကြည်လင်ဆုံးစိတ်ပဲဖြစ်ပါတယ်ကျမတို့လူတွေဟာပြင်ပအပြောင်းလဲတွေကိုပဲအာရုံစိုက်တတ်ကြတယ်အိမ်ကောင်းစားနဲ့နေခြင်းနဲ့ကားကောင်းစားစီးခြင်းနဲ့စသဖြင့်အပြင်မှာပဲပြောင်းချင်ကြတယ်စိတ်အတွင်းကိုပြောင်းဖို့သတိမထားမိကြပါဘူးအတွင်းကိုပြောင်းလိုက်ရင်အပြင်ကအခြေအနေတွေပါလိုက်ပြီးပြောင်းလဲလာတတ်ပါတယ်အဓိကကတော့ကြီးမားတဲ့ပြင်ပအပြောင်းလဲတွေနဲ့ထိုက်တန်တဲ့ကိုက်ညီတဲ့အနေအထားမျိုးစိတ်အတွင်းမှာအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားဖို့လိုပါတယ်လောဘဒေါသဦးစီးနေရင်လိုချင်တာရလာတဲ့အခါမှာတော့စိတ်ချမ်းမြေ့ခြင်းကိုမခံစားရတာတွေရှိပါတယ်လောဘဒေါသတွေမနာလိုဝန်ကြုံမှုတွေenergy အနှိမ်စားတွေကိုဘေးဖယ်ထားပြီးကိုယ်မှာရှိတဲ့အရာတွေကိုကျေးဇူးတင်စိတ်နဲ့နေကြည့်ရင်တော့ဘဝကပြည့်စုံနေတဲ့ခံစားချက်ကိုခံစားရပါလိမ့်မယ်လိုချင်တာတွေစရေးတိုင်း manifest ဖြစ်မယ်ဆိုရင်ကျမလည်းကိုယ်တိုင်ဘာမှမလုပ်ပဲတစ်နေ့လုံးထိုင်ပြီးလိုချင်တာတွေစရေးနေပါမယ်စာတွေစရေးရင်ဆူတောင်းပြည့်တယ်ဗဇက်ကပင်ခါရုံရင်ဆူတောင်းပြည့်တယ်ဆိုတာမှန်ကန်တဲ့လှုပ်ဆောင်ချက်တွေမဟုတ်ပါဘူးအလွယ်လန်းမလိုက်ဖို့အ
အယူဆမမားဖို့တိတ်အရေးကြီးပါတယ်ဖះကလည်းကိုအားကိုကိုဖို့ပဲပြောတယ်ကောင်းတဲ့ကံတွေရလာဖို့ကကောင်းတဲ့အကြောင်းတရားတွေကိုကိုယ်တိုင်ဖြည့်ဆည်းမှပဲရလာပါလိမ့်မယ်ဝေဘူးဆရာတော်ဘုရားကြီးရဲ့တရားစာစုမှာတီလာရှိရင်တောင်းတလိုခြင်းတိုင်းပြည့်စုံစေနိုင်ပါတယ်တဲ့လောဘဒေါသမောဟတွေကင်းစင်နေတဲ့အချိန်စိတ်ရဲ့အမြင့်ဆုံးစွမ်းအင်အနာစီကိုရတဲ့အချိန်မှာဆူတောင်းစရာမလိုပဲအရာရာပြည့်စုံလာတတ်ပါတယ်အတွင်းနဲ့အပြင်ကိုယ်ရာကိုက်ညီမှုရှိအောင်စူးစမ်းစေချင်ပါတယ်အဆင်ပြေမှုတွေကောင်းခြင်းတွေကိုလက်ခံရရှိလာတဲ့အခါ manifest ဖြစ်တာပဲဖြစ်ပါတယ်အရန်တွေလောဘမကြီးဖို့တော့လိုပါတယ်နားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်